Hello ဒီနေ့ကတော့ Stella ကဒီလိုပေါ့နော်ညဘက်ကျရင် vlog လေးတော်တော်များပေါ့နော်လူရိုက်ဖြစ်တော့မယ်တရှင်းနဲ့ကနေသွားတော့မယ် slime လေးလုပ်ထားပါရဲ့ဒီမှာအသေးရှာတော့မမြင်ရဘူးပေါ့နော်ရှင်တို့ကကျမကတော့ပြင်မှာမို့လို့အသေးရှာဆော့လို့ကောင်းတယ်ဆိုပြီးတော့မပြီးသေးဒီမှာကြည့်အရင်ဆော့လို့ကောင်းတယ်ရှင်မဆော့ဘူးရဲ့ဒီကတော့မသိဘူးဆော့ဘူးရဲ့ဒီမှာကြည့်ဒီလိုအထဲမှာအပြင်မှာမို့လို့ရှင်တို့နော်ဟိုကစီကတ်နဲ့ကိုကလည်းနည်းနည်းလေးအပြင်မှာဆိုအများကြီးပဲနော်ဟာကျမတို့သုံးလို့ရမှာမကုန်ဒီချေရတယ်ဒီ slime ရတယ်အဖြူအကြည့်အောင်လေးစားတော့လောက်ကလေးလှုပ်ထားပြရပါရှင့်အပြပြဆရာရှိပါတယ်ကျမတို့အားပေါ့နော်ဆက်ချုပ်တာပါဆက်ချုပ်တော့ကျမတို့ရှိမှတက်တယ်နော်အေးပြုတ်သွားရင်လည်းပြင်ရောအောင်မယ်ကျမမာဒီလိုဟာလေးမှာရှုပ်တယ်နော်အဲ့ဒါဆိုရင်ကျမတို့ကတာကီတာမျိုးနဲ့ထူပါယုံတုံးတဲ့အနောက်တရောက်ကမှနေပါရှင့်အဲ့ပေါ့နော်ကျမတို့ဆက်ဆရာမဖြစ်တဲ့အတွက်ကျမတို့ရှိမှလာရှုပ်လို့ရပါရဲ့ဘာမှပြောပါဘူးရှင်းကြိုက်တဲ့သူလာရှုပ်လို့ရပါရဲ့နော်တစ်ဖြက်ပန်ကာလေးကိုကြွားလိုက်အောင်ဒါလေးကကျမရဲ့ပန်ကာအစ်စ်ဝယ်ထားလေးအရန်လေးအားကောင်းတယ်အဲ့လိုနွေရသည်နဲ့အတော်ဆုံးပဲမိုးရသည်နဲ့တော့မတော်ဘူးခုကမိုးရသည်ရောက်ခါလေးရေဆိုတော့လေအပြန်တွင်းလာမယ်ဆက်ရှစ်စရာလေးတွေ့လားပူထိုင်းတာပုံစံလေးဒီအောက်ကဟာလေးဘယ်ကတွင်းရလဲဟောဒီမှာအိုးလေးအတော်ပြင်းနေရှင်ကုတ်ပဲမနေ့ပြန်ကြရင်ကျမအဝတ်ခောက်တဲ့ vlog လေးကိုပေါ့နော်အပိုင်း5ထိဒီလက်ကအမှတ်ကိုအားလုံးကမေးနေကြလို့မွေးရပါအမှတ်ပါလို့ဖြေပေးလိုက်ပြီနော်မနေ့ပြန်ကြရင်အင်ဂျီရေအကုန်လုံးကိုကျမခောက်ပြသွားပါမယ်ကျမရဲ့ထဲကအင်ဂျီရေပေါ့နော်တပ်ချို့လက်ဆောင်ပေးမှာပါပေါ့နော်ကျွန်တော်အင်ဂျီမောင်လည်းတရားပစ္စည်းလေးလက်ဆောင်ပေးမှာပါဘိုင်းဘိုင်းဒါဆိုရင်နောက်တစ်ခေါက်မှပြန်တွေ့ကြမယ်နော် sorry ပါရက်မိသွားလို့ပေါ့နော်မကုံသေးရဘူးရက်မိသွားတယ်ကျမကလည်းဒီနေ့ကျမရဲ့ကစားတွေပုံဆွဲစာကလေးပြပြရမယ်ဒီလိုစာကလေးပါပြောင်းမြန်တယ်ဒီဟုတ်တယ်အော်တဲ့ကျမအကိုငယ်ငယ်ရှိတုန်းကပေါ့နော်ကိုငယ်ငယ်ရှိတုန်းကကျမကိုနာမည်ငယ်ငယ်တဲ့ငယ်ငယ်ကိုငယ်ရှိတုန်းကဒီလိုဟာလေးတင်ပေးပါရဲ့ကျမကိုအတစ်တီလောက်ထားကြည့်အောင်အများကြီးအတစ်တီဆိုရင်အဲ့လိုဟာတွေကလေလောက်ကခတ်တယ်နော်တအားကျမကိုပဲလုပ်တော့မကြည့်